အမျိုးတို့ကိုအိမ်မြောင်ပြုတ်ကြတဲ့နမိတ်ကြောင့်ကျွန်တော်ပြန်လည်မျှဝေပေးမယ်နော်အိမ်မြောင်ကဒူးတို့ခြေသလုံးတို့ပေါ်ပြုတ်ကြခဲ့ရင်စီးပွားဆုပ်ယုပ်တတ်တယ်ပေါင်ပေါ်ပြုတ်ကြခဲ့ရင်ကားတို့ယထာတို့ရင်နဲ့ပတ်သက်တာစီးရတတ်တယ်ခြေဖွားခြေဖမိုးပေါ်ပြုတ်ကြခဲ့ရင်ခရီးထွက်ရတတ်တယ်တဲ့တင်ပါပေါ်ပြုတ်ကြခဲ့ရင်အန်ဒီရတစ်ခုခုနဲ့တွေ့ရတတ်တယ်ခါးပေါ်ပြုတ်ကြခဲ့ရင်အဝတ်အထည်တွေပိုင်ဆိုင်ရတတ်တယ်တဲ့ပါးပေါ်ပြုတ်ကြခဲ့ရင်ကွဲကွာနေတဲ့မိတ်ဆွေနဲ့ပြန်လဲတွေ့ဆုံရတတ်တယ်တဲ့ကြိုးကုန်းပေါ်ပြုတ်ကြခဲ့လို့ရှိရင်မြေတို့အိမ်တို့ပိုင်ဆိုင်ရတတ်တယ်တဲ့ရင်ဘတ်ပေါ်ပြုတ်ကြခဲ့ရင်စီးပွားတတ်တယ်တဲ့လေဘင်းပေါ်မှာပြုတ်ကြခဲ့လို့ရှိရင်အကြံစီအောင်မြင်တယ်တဲ့နရွက်ပေါ်မှာပြုတ်ကြခဲ့ရင်တော့ရွှေငွေရတနာပစ္စည်းတစ်ခုခုပိုင်ဆိုင်ရတတ်တယ်တဲ့ဟုတ်ကဲ့ဒါတော့အိမ်မြောင်ပြုတ်ကြတဲ့နမိတ်ပေါ့နော်ကျွန်တော်ဗီဒီယိုအဆုံးလေးကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်